ပုထုဇဉ်လို့ခေါ်တဲ့အမြင်မှန်မရှိသောပုဂ္ဂိုလ်များမျက်လုံးနဲ့ကြည့်ရင်မဖြစ်မနေလုပ်ကိုလုပ်ရမယ်အလုပ်တွေလို့ဒီလိုသဘောသွားရှိသို့တော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကတော့တာယသမီးရေးစီးပွားရေးဆိုတာအလွယ်သုံးစားအရေးတဲ့။ဘာရေးတဲ့ဒီနေရာစဉ်းစားဖို့ကောင်းတယ်။ကိုယ့်ဘက်ကပြန်ကြည့်တော့လေဒါမှမလုပ်ရင်ဘယ်လိုမှဘဝတစ်ခုရပ်တည်လို့မရ။သို့တော့ဆရာတော်ဘုရားကြီးကဒါဘာလို့အလွယ်သုံးစားအရေးလို့ပြောရပါလိမ့်။စဉ်းစားတော့အခုတော်ကောင်းတို့မှာဘာဘဝရထားလဲလူဘဝတန်ဖိုးရှိတယ်လို့တော့ရှေ့ပိုင်းမှာလည်းပြောခဲ့ပြီနော်အဲ့ဒါလူဟာအသိဉာဏ်စင်ကြင်တုံတရားရှိတဲ့ပုဂ္ဂိုလ်တွေမို့လို့လူဘဝဟာထူးခြားတဲ့ဘဝရခဲ့တဲ့ဘဝလို့ဒါဥစဉ်တို့တော်ကောင်းတို့အကုန်နားလည်ပြီးပြီအဲ့တော့တန်တရားခရီးတစ်လျှောက်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောထားတဲ့စကားတွေနဲ့ပြန်ပြီးတော့ဆင်ခြင်ကြည့်ရင်တန်တရားခရီးတစ်လျှောက်လုံးတို့ဘာတွေလှုပ်လာလဲဆိုတော့ဘဝတိုင်းမှာဒီသားရေးသမီးရေးစီးပွားရေးနဲ့ပဲအချင်းကုန်မဲ့ဟုတ်ပြီအဲ့တော့ဒီဘဝဟာရခဲ့တဲ့ဘဝရခဲ့တဲ့တရားတွေအခုဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာသနာနဲ့ကြုံမကြုံဒါဘုရားပွင့်တဲ့အချိန်နဲ့ကြုံတာပဲနော်နောက်လူအဖြစ်ကိုရမရဟုတ်ပြီဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမသစ္စာတရားတွေနာကြားခွင့်ကြုံမကြုံဟုတ်ပြီဟောတာပြောတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့လည်းတွေ့နေပြီတခါထောင်နိုင်တဲ့နာဟောပါသလားမျက်စိအရှုံးနာအဆုံးဆိုသလိုတရားသံမှနားမထောင်ရတော့ဘူးဆိုရင်တော့ဆုံးပြီနော်အဲ့တော့ဆုံးရှုံးတဲ့ဘဝမဟုတ်သေးဘူးတဲ့တို့မှတရားသံကြားနိုင်တဲ့ဘဝကိုရောက်နေတယ်တခါတရားတော်တွေကိုကြိုးစားဘုရားရှင်ရဲ့အဆုံးအမအတိုင်းကြိုးစားအားထုတ်နိုင်လောက်တဲ့အားခွန်ဗလကျမ်းမာရေးကိုပြည့်စုံရဟာဒါဖြင့်ရခဲ့တဲ့တရားတွေအကုန်လုံးဆုံးနေတဲ့ဘဝလို့ဆိုရင်မှားပါမလားကောင်းပြီဒီလိုအခွင့်အရေးအထူးတွေရထားပါရဲ့နဲ့တသံတရားလုံးကလှုပ်လာခဲ့တဲ့တာယီသမီးရေးနဲ့ပဲအချိန်ကုန်ပါတယ်ဆိုရင်ကိုရရှိထားတဲ့ဘဝဒူးတန်ဖိုးအထူးတွေကိုဘာလို့ပြစ်အလွယ်သုံးစားလုပ်ပြရရောက်သွားပြီဒါသူတော်ကောင်းတို့ဘက်ကအမြင်သဘောပါသလားအဲ့တော့ဦးဇင်းတို့ကမိမိနားလေမိမိသိရှိထားသလောက်ကလေးနဲ့တာယသမီးရေးစီးပွားရေးမှမလုပ်ဘဲနဲ့လုပ်မလဲဆိုတဲ့အသိနဲ့ပဲနေမလားဘုရားအစရှိတဲ့အရိယာသူတော်ကောင်းကြီးတွေပြောထားတဲ့အလွယ်သုံးစားအရေးကိုတတ်နိုင်သမျှရှောင်ရှားကြမလားဆိုတာစဉ်းစားကြဖို့ပေါ့သဘောပါတယ်နော်အဲ့တော့ကိုအချိန်ဖြုံးလို့ဖြုံးနေမှာအချိန်တင်ဖြုံးတာမဟုတ်ဘူးကံနေလေညံနေပေါ့အခုတော်ကောင်းတို့ကိုအမတန်ပြည့်စုံတဲ့ရခဲ့တဲ့တရားတွေအကုန်ဆုံးအောင်ပို့ပေးထားတာကံတရားသဘောပါတယ်နော်အခုအကောင်းဆုံးအမှန်မှန်အကြောင်းကျိုးစီစစ်နိုင်တဲ့သူတော်ကောင်းတို့မှာပါရှိဟုတ်ပြီဒီဉာဏ်တွေကလည်းဒီဘဝမှာထူးထူးလေရထားတာအကယ်၍တိရစ္ဆာန်ဘဝပြိတ္တာဘဝအတူတကယ်ဘဝငရဲဘဝရောက်နေရင်ဒီဉာဏ်ရမလားဟောဒါဖြင့်ကံဖြုံးတယ်လို့ပါလဲဖြုံးဉာဏ်လည်းဖြုံးတော့ဆရာတော်ဘုရားကြီးသုံးတဲ့အလွယ်သုံးစားအရေးလို့ဆိုတာသည်ဆိုတိုက်မဆိုတိုက်ကဲကောင်းပြီဒီတော့အားလုံးထူးထူးလေပြန်ပြီးမှတ်မိအောင်ဉာဏ်ဆိုတာဘာခေါ်သလဲအဲ့တော့ပိုင်းခြားသိသောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်အဲနောက်ကလိမ္မာပန်းနှံ့ဖို့လဲလိုတယ်။ဘာလိုလဲအထူးသဖြင့်မိမိကိုယ်ကိုမိမိစောင့်ရှောက်တတ်ရမယ်။ဘာဖြစ်တယ်
ဒါမို့လို့ဉာဏ်ရှိသောပုဂ္ဂိုလ်ဟာ